တဲ့မှာစကေးတွေအရန်ကောင်းနေအဲ့ pro လိုက်ကမရသေးဘူးတဲ့မှာစကေးတွေအရန်ကောင်းမရသေးဘူး pro player လိုက်ကိုဝင်မဲနေအားဒီစကားတစ်ခုမှတ်တာကျွန်တော်ပြပါ pro player လိုက်ကိုတွားမဲ့ဗီဒီယိုတွေကတော့ဒီစကားတစ်ခုအမြဲမှတ်တာအဲ့ဒါဘာစကားလဲဆိုတော့စိတ်တက်ကိုကြီးမြင်တကယ်ပါစိတ်တက်ပါစိတ်တက်ကိုသူကကြည့်တယ်ဘယ်လောက်စကေးကောင်းလဲမင်းဘယ်လောက်တော်လဲဆိုတော့ကြည့်ဘူးကအဲ့တော့ထားမကြည့်မင်းဘယ်လောက်ဒီလိုလားဒီလိုပေါ့စိတ်သဘောထားကောင်းတယ်ခဏပေါ့အသိနဲ့ခဏပေါ့ဒီကမှုကဒီအသိနဲ့ဒီပလီယာတွေကစကေးကောင်းတာဒီကထားမကြည့်သေးဘူးစိတ်တက်ကိုစိတ်တက်ကောင်းမှာနောက်ထပ်ပေါ့ဒီစိတ်တက်ကောင်းတယ်ဒီလိုကြောက်စိတ်တက်ကောင်းတယ်သူကကောင်းမတ်ပတ်လည်းပြီးတယ်ဒီလိုပေါ့အဲ့ဒီမှာသူစကေးကိုကောင်းနေတဲ့စကေးပါထပ်ပြီးကောင်းလို့လုပ်တယ်ဒီလိုရပါလိမ့်မယ်ဒီကအဲ့ဒီကိုဒီက pro player လိုက်ကိုသွားမယ်ဒီကိုတွေကပထမဆုံးချက်တာစိတ်တက်ကိုပြီးတော့ဒီအော်ချက်တွေပေးပါဒါတော့ခဏခဏဒီကလိုက်မှာသွားဆိုလေပြီးတော့ pro player တော်တော်ဒါပီကားကျတော်တော်လည်းအရန်ပြီးနေတယ်တခြားဆွေးမှလည်းရှိပါတယ်ဆွေးလိုက်လွယ်လေအော်ချက်နဲ့လက်လန်ဆွေးရတယ်မင်းတို့